customer တယောက်ကိုအမားတို့တွေအင်ဂျီလက်ရှိချုပ်ပေးတဲ့အချိန်မှာ customer fitting ဝင်တဲ့အခါသူ့ရဲ့ဒီတထောင်စစ်မှာကြက်နေတာတို့ဒီလက်မောင်းအိုးမှာပွားနေတာတို့အဲ့လိုမျိုးတွေဖြစ်ခဲ့ဘူးလားဒါဆိုရင်တော့တေးကြတယ်အမားတို့ဒီ customer ကိုယ်တိုင်းယူတဲ့အချိန်မှာကိုကသူ့ကိုဒီရဲ့ပခုံးထိတ်ကနေအမားတို့လက်အဖျားထိကိုအတိုင်းယူလိုက်တယ်ပြီးရင်ဒီလက်အဝတစ်ခုပဲအတိုင်းယူပြီးတော့အမားတို့အရှိကိုပတံမှာဆွဲချလိုက်တယ်ဆိုလို့ရှိရင်တော့ဒါဒီသူနဲ့ပွားချင်လဲပွားနေမယ်ကြက်ချင်လဲကြက်နေမယ်ဒါကြောင့်မလို့ဒီလိုအမျိုးအရာတွေမဖြစ်အောင်လို့အမားတို့ဒီ customer ကိုယ်တိုင်းယူကြတဲ့ကသူ့ရဲ့လက်အရှိက18ဆိုရင်18ရဲ့အကြလက်အဝလေးကိုအမတို့တိုင်းမယ်။ဒါအောင်စစ်ဆို38လောက်အကြအောင်အမတို့ကလက်အဝလေးတွေတိုင်းမယ်။ဒီလက်ဝတန်ဖိုးလေးတွေအမတို့အကုန်လုံးကိုယ်တိုင်းမှာယူခဲ့မယ်။ပတန်ဆွဲတဲ့အချိန်မှာအမတို့ကသူ့ရဲ့လက်အဝ18ရဲ့အကြရဲ့လက်အဝလေးတွေဒါအောင်စစ်အကြရဲ့လက်အဝလေးတွေကိုအမတို့ပြန်သွားချိန်မှသာလျှင် customer ရဲ့လက်အရှိလေးကသူဝတ်လိုက်တဲ့အချိန်မှာ fitting ကျတဲ့လက်ကလေးကိုအမတို့ရမယ်။ဒါကြောင့်မလို့အမလက်အရှိဆွဲတဲ့အချိန်မှာအမလက်အဝတန်ဖိုးလေးတွေဘယ်လိုသတ်မှတ်လဲဆိုတာအမဒီနေရာမှာပတန်လေးနဲ့လာပြီးတော့ရှင်းပြထားပါတယ်။အလေးက customer ကိုအမလက်အရှိ58နဲ့ဆွဲထားတယ်ဒီအောက်လေးကတော့သူ့ရဲ့58ရဲ့လက်အဝလေးကိုအမမြင်ပိတ်ထားလိုက်တယ်နော်လက်အရှိကို58နဲ့သူ့ကိုချုပ်ပေးမယ်ဆိုရင်သူ့ရဲ့လက်အဝတစ်ခုတည်းကိုသွားတိုင်းထားလို့မရဘူးသူ့ရဲ့18လောက်အကျဆိုအမတော့လက်မောင်းရင်တန်ဖိုးကတုတ်နေတယ်လေဒီအကျရဲ့လက်အဝလေးကိုအမသွားပြီးတော့ယူလိုက်တယ်ဒါ26လောက်အကျထိကိုလည်းအမကတရောင်စစ်အပေါ်လေးရဲ့လက်အဝလေးကိုလည်းအမယူထားတယ်ဒီအမတို့တရောင်စစ်အောက်ရောက်သွားလက်ဖြားလေးကရှူသွားပြီအမ38လောက်အကြောက်လဲအမလက်ဝလေးကိုပြန်ပြီးတော့ချိန်တယ်ဒီလက်အရှည်လာဆွဲရင်အမဒီရဲ့တန်ဖိုးလေးတွေအကုန်လိုက်ညှိတယ်ညှိပြီးတော့မှသူ့ကိုတိုင်းထားတဲ့အတိုင်းတာလေးနဲ့ okay တယ်သူလက်လေးကိုဆွဲလိုက်တဲ့အချိန်မှာသူဝတ်လိုက်ရင်ဒီရဲ့လက်ဟာသူနဲ့အရန်ပွားနေတာတွေအရန်ကြက်နေတာတွေအဲ့လိုမျိုးလုံးဝမရှိဘူးသူနဲ့ဝတ်လိုက်ရင်ဒါလေးကကွက်တိပေါ့နော်ဒီလိုမှမလုပ်ခဲ့ဘူးအမတို့ကမှန်းပြီးတော့ပဲဒီ58အရှည်ရဲ့လက်အဝပဲယူထားတယ်ကျန်တာတွေကအမတို့ဘေးကိုဒဲကြီးပဲဆက်ချလိုက်တယ်ဆိုရင်တော့တစ်ခါတလေပွားနေတတ်တယ်တစ်ခါတလေကြက်နေတတ်တယ်ဘက်ရဲ့ကိုအရှည်တန်မိုးလေးတွေအကုန်လုံးကိုလက်အဝလေးတွေကိုခဏကိုအတိုင်းယူကြရတိချာလေးယူပြီးတော့အခုအမလက်ဝချိန်တလိုမျိုးတွေပြန်လာချိန်ပေးပါအခုအမပြောပြသွားတဲ့ဒီလက်အရှိဆွဲတဲ့ပတ်တန်လေးကိုကြည့်ခြင်းအပြင်ကိုက customer ကိုတိုင်းယူတဲ့အချိန်မှာကိုဒီလိုမျိုးလက်အဝတန်ဖိုးတွေဒါအောင်စစ်အကြရဲ့တန်ဖိုးလက်အဝတန်ဖိုးတွေကိုတိုင်းခဲ့လာကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်။လုံးတွက်လည်းအသုံးဝင်မယ်လို့အမယုံကြည်တယ်။အင်ဂျင်နဲ့ပတ်သက်ပြီးတော့အမတို့အသေးစိတ် knowledge တွေသိကျင်တယ်ပြီးပတ်တန်ဆွဲတဲ့အရာတွေအမတို့သေးစိတ်သိကျင်တယ်။နောက်ထပ်အမတို့ niche နှစ်ပိုင်းဆိုင်ရာတွေကိုစနစ်တကျသင်ကြားလေ့လာခြင်းနဲ့ဆိုရင်မြန်မာအင်ဂျင် online class ကိုလာပြီးတော့ join နိုင်ပါတယ်။အထူးကြေးပေးထားတော့အမြန်ဆုံးလာပြီးတော့ join ပါအမတော့မဂါမီဖက်ရှင်ရဲ့မချမ်းမြေဝေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်